မင်္ဂလာပါခင်ဗျာဒီနေ့တော့1930ပြည့်လွန်နှစ်များကရန်ကုန်မြို့ကိုအသက်ဝင်တဲ့ပုံရိပ်တွေနဲ့အတူထပ်ပြီးပုံဖော်ပေးချင်ပါတယ်အဲ့ဒီကာလတော့ကရန်ကုန်ဟာဗြိတိရှကိုလိုနီအုပ်ချုပ်မှုအောက်မှာအရှေ့တောင်အာရှရဲ့စီးပွားရေးအချက်ချာကျတဲ့မြို့တော်ကြီးလည်းဖြစ်ပါတယ်လမ်းမတွေပေါ်မှာဆိုရင်ဖြစ်မိတဲ့လျှက်စစ်ရထားလေးတွေပြေးဆွဲနေတယ်လို့တစ်ဖက်မှာလည်းလမ်းချားလေးတွေကခီးတဲ့တွေကိုတင်ဆောင်ပြီးလူလာခောက်တုံသွားလာနေတာမြင်ရပါလိမ့်မယ်ဒါဟာရန်ကုန်ရဲ့စီးပွားရေးနဲ့ယဉ်ကျေးမှုပေါင်းစပ်မှုကိုပြသနေတာပါပဲဒါအပြင်ရန်ကုန်မှာလွတ်လပ်ရေးအတွက်နိုင်ငံရေးလှုပ်ရှားမှုတွေရဲ့ဗဟိုချက်လည်းဖြစ်ခဲ့ပါတယ်ဒီမျိုးကနေပဲအမျိုးသားရေးစိတ်ဓာတ်တွေလိုချလာပြီးလွတ်လပ်ရေးတိုက်ပွဲအတွက်တွန်းအားပေးခဲ့တာပါရွှေတကုံစီတီတော်မြကြီးနဲ့စုလီစီတီတော်ပတ်ဝန်းကျင်မြို့တဲ့လက်တစ်လျှောက်မှာဆိုရင်မြန်မာမှုအမှုပညာပစ္စည်းတွေလက်မှုပစ္စည်းတွေရောက်ချတဲ့ဈေးဆိုင်တွေတွေ့ရပါလိမ့်မယ်မြို့ပြရဲ့နေ့စဉ်ဘဝမှာတော့စပိန်နဲ့တွာလာနေတဲ့စာဖုသမားလေးတွေရုံးစာရေးလေးတွေဟာလည်းရန်ကုန်မြို့ရဲ့နေ့စဉ်လှုပ်ရှားမှုကိုပုံဖော်နေခဲ့ပါတယ်မြို့လေခေါင်ကဘိုင်စကုတ်ရုံတွေမှာလည်းလူကြီးလူငယ်တွေနဲ့စီကားနေတတ်ပါတယ်ဒီတော့ကိုလိုနီခေတ်ကာလကရန်ကုန်ဟာမြန်မာပြည်ရဲ့အဓိကစက်ခုံဖြစ်ခဲ့တဲ့မြို့တစ်မြို့ပါပဲ